မင်္ဂလာပါရှင်မနေ့ကအမဟို promotion နဲ့လက်ကောက်တွေကို2000နဲ့ရောင်းပေးလိုက်တဲ့ဟာမှာမနေ့ကချက်ချင်းကုန်သွားတဲ့အခါကျတော့ဒီနေ့တစ်ခါထပ်ပြီးတော့ထပ်ထုတ်ပေးထားတယ်ပေါ့နော် promotion အတွက်အရေးအတွက်ကိုအမထပ်ပြီးတော့တိုးပေးထားပါတယ်အဲ့ဒါလေးတွေမှာဘယ် site လေးတွေပါမလဲဆိုတာလေးအမပြပေးမယ်နော်အခုအမပြတဲ့တွေကနေပြီးတော့ကြိုက်တာလေးတွေတွေ့တယ်ကိုလက်ဆိုင်နဲ့ကြိုက်တာလေးတွေတွေ့တယ်ဆိုရင် screenshot ရိုက်ပြီးတော့ Viber ကိုလာခဲ့ပေးပါနော်ဒါလေးကတော့53 site ပါနော်ဒါလေးကတော့အဖြူလေး52.8ဆိုတော့53 58လက်သေးလေးတွေရပါမယ်ဒါကကြတော့ဒီလိုကွန်သွေးပန်းလေးနဲ့ပါเนาะ53.5site ကိုအမတို့ဒီမှာအရေးပန်းလေးတွေလည်းပါတယ်เนาะဒါလေးတွေက original အရေးပန်းလေးတွေပါကြောက်သားလေးပဲရော့တာပန်းလေးကလည်းလှတယ် promotion 2000ဆိုတာကကြတော့အမတို့လုံးဝအရင်မရှိတဲ့ဈေးနဲ့ကိုချပေးထားတာပါเนาะပြီးတော့ဒီပါကင်ဘိုးပေါ့နော်အဲ့ပါကင်ဘိုးလောက်ပဲရှိပါတယ်52.9ဆိုတော့မနေ့ကလက်သေးလေးတွေမရတဲ့သူတွေအတွက်လက်သေးလေးရဖို့အတွက်ကလည်းအကုန်လုံးပါပြီเนาะဒါ53 စိုက်51တချို့ဆိုရင်လေအမတို့တကယ်အရင်ကမရှိပါဘူးဒါတွေဒါမျိုးဆိုရင်ဒါစိုက်သေးလို့အမတို့ထည့်ပေးထားတာเนาะလုံးဝအကောင် line တွေက51စိုက်သေးလေးပေါ့เนาะလက်သေးတဲ့လူတွေလည်းရမယ်လက်ကြီးတဲ့သူတွေရအောင်လို့လည်းအမထည့်ပေးထားပါတယ်52.9ကွန်သွေးပန်းလေးနဲ့เนาะ53.8 53.9ဆို54လောက်ပေါ့เนาะအမတို့လက်လောက်အထိအကုန်လုံးဝတ်လို့ရပါတယ်ဒီလိုလေးเนาะ55ဒါလေးတွေကကြောက်စိမ်းအစ်စ်ပါเนาะကြောက်စိမ်းအစ်စ်ဖြစ်တဲ့အတွက်အဆောင်နေနဲ့လက်ဝတ်လို့ရတယ်ဒီလိုကြောက်စိမ်းလက်ကောက်ကိုပေါ့ပါမျိုးစုံဝစ်ချင်တဲ့နေဆိုတဲ့သူတွေအတွက်လည်းအဆင်ပြေပါတယ်เนาะ55.8ကာလာစုံဝတ်မှုကာလာစုံတယောက်တည်းကို3လေးခုရွေးထားလဲအဆင်ပြေတယ်เนาะဘာလို့လဲဆိုတော့ဒီလိုမျိုးပေါ့เนาะအနက်ကလေးတစ်မျိုးဝတ်မယ်အဖြူလေးတစ်ခုဝတ်မယ်အဲ့လိုမျိုးပေါ့เนาะမျိုးဝတ်လို့ရပါတယ်2000ကျပ်ကတော့အမတို့ပါကင်ဘိုးပဲရှိပါတယ်เนาะ55.555 54.8စိုက်လေးတွေစုံအောင်လည်းအမထည့်ပေးထားပါတယ်เนาะနည်းနည်းလေးတွတ်လေးပြပေးမယ်59လုံးဝစိုက်ကြီးတွေအထိလည်းပါပါတယ်เนาะ58 59 55ဘယ် site ကိုယူဘယ်ခွင်းကိုယူဒီတဲ့အကုန်လုံးတစ်ခွင်းကို2000ကျပ်ပါเนาะ59 58.9 Viber ကိုဝဲလာခဲ့ပေးပါเนาะ Viber လာမှပဲအဆင်ပြေမှာမလို့ပါ58